MC4 Canada များသည် Solar System များတွင် panel များကို inverter သို့ချိတ်ဆက်ရာတွင် အထူးသဖြင့်အသုံးများပါသည်။သို့သောသုံးစွဲမှုအချို့တွင်ပြဿနာများဖြစ်တတ်ပါသည်။ MC4 Canada တွင်ဖြစ်တတ်သောပြဿနာများအပူလွန်ကဲမှုကြောင့်ပျက်စီးမှု၊နေရဲ့အပူသို့မဟုတ် overheat ဖြစ်မှုကြောင့် Canada ၏ plastic housing များအချို့ပွားနေတတ်ပါသည်။ပွားနေခြင်းကြောင့်မျိုးတစ်ခါတရံကျိုးပဲ့ပြီး short circuit ဖြစ်နိုင်ပါသည်။ရေစိမ့်ဝင်ခြင်း IP67 ဖြစ်ပေမဲ့တက်ဆမှုမှန်ရင်လည်းရေစိမ့်ဝင်နိုင်ပြီးတော့အဆိုးတက်ဝင်နိုင်ပါတယ်။ Outfall မီစီခြင်း Canada များကိုတေချာမချိတ်ဆက်လင် Outfall ဖြစ်ပြီးတော့မီးလောင်မှုအထိဖြစ်နိုင်ပါတယ်။ချိတ်ဆက်မှုမှာခြင်း male female ကောင်းမှန်ပဲချိတ်ဆက်လင်လည်း system fail ဖြစ်နိုင်ပါတယ်။ reverse error ဖြစ်နိုင်ပါတယ်။ quality မကောင်းသော MC4 အသုံးပြုခြင်း low grade MC4 တွေက quality မကောင်းခြင်း overheating နဲ့ fire hazard စသည်တို့ဖြစ်စေနိုင်ပါတယ်။တက်စီခြင်းအမှာ conductor မှာပါတဲ့အပြင်ကကလစ်လေးနှစ်ခုကိုတေချာချိတ်ဆက်ရန်လိုအပ်ပါတယ်။တေချာမချိတ်ဆက်ဘဲနဲ့အသုံးပြုပါက connection loss ဖြစ်တတ်ပါတယ်။မတူညီသော brand တွေကိုပေါင်းသုံးခြင်း brand မတူတဲ့ MC4 များကိုရောပြီးတော့သုံးမယ်ဆိုရင် fit မဖြစ်ဘဲနဲ့ loose ဖြစ်နိုင်ပါတယ်။ MC4 Canada ကိုအကောင့်ဆို brand များကိုသာရွေးချယ်အသုံးပြုပါတက်စီခြင်းအကျွမ်းကျင်တဲ့ engineer များကိုမေးမြန်းပြီးမှသာ installation လုပ်ပါမိုးရီဆိုလဲနေရာမှာ IP rating ကောင်းတဲ့ MC4 Canada တွေကိုအသုံးပြုပြီးတော့မှန်ကန်သော MC4 cramming tool တွေကိုသုံးပါ maintenance ကိုအချိန်မီပြုလုပ်၍ loosen နဲ့ rust မရှိဘူးစစ်ဆေးပေးပါမရှိမင်းတို့အနေနဲ့ solar inverter battery တက်ဆင်ခြင်းဖြစ်သည် solar နဲ့ပတ်သက်ပြီးစုံစမ်းမေးမြန်းခြင်းဖြစ်သည် Titan Solar မြန်မာမှာဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်